ကပြနိုင်ပါမလို့ ကပေးတဲ့သူကိစ္စကိုကိစ္စမဟုတ် ဘာလို့ဖြစ်နေရလဲ ဘာမှမဖြစ်ပါဘူး ဒါနဲ့ညစူကြီးရောရခဲ့တာ မရခဲ့ မရဘူး မသိ အာငါတော့ဘာဖြစ်လဲကွာမင်းလည်း ဖြစ်နေရလေ ဝိုင်းချိုသွေးတာကြာနာဘယ်လိုဖြစ်တိတ်ထားလိုက်မှာ ဘယ်အာ ကျမညာဝတ်မကြံနဲ့နော်ညာဝတ်မကြံနဲ့နော် ငါဘာကိုညာလို့လဲညစုကြီးမရတာနှစ်ယောက်လုံးမရတာပြီးတော့ပေးတဲ့နေ့ကလည်းတအားဝေးတဲ့ခါကျတော့လာဖို့ခက် အဲ့ဒါညစူကြီးကလေအလူတကာချသလိုလိုမချသလိုလိုမချဘူးအေးမချလိုက်ဘူးနော် ရတာသူပဲရတာငါမရ သူ ဘူး ပဲရသလိုလို မရဘူးလေ ဒါ ကျွန် ပဲ တော် ရသလိုလည်းမရလိုက်ဘူးမရလိုက် ရှင်ကျမကိုလက်တလုံးကြားလှည့်ဖို့မစင်စားနဲ့ကြိတ်ရှင်စူကြီးမရောက်ဆိုတာမှန်ကြိတ်ပြကျမကိုကြိတ်ပြော ချိန်လိုက်ချိန်လိုက် ငါဘာလို့ကြင်ရပါလဲငါမင်းကိစ္စလေးငါကျင်တော့ငါဘာနေနဲ့ဒုက္ခရောက်တော့မှာ ဟုတ်တယ်လေလူကြီးဘာလို့တော့ပြီးဆွဲထည့်နေရလဲပြောအဲ့ဘာပတ်စံလဲဘယ်ကပတ်စံလဲ အဲ့ဒါက တိန်းထားဘာလို့တိန်းထားမှာ ဟုတ်ပြက်စင်ပြက်ဟုတ်ပြက်စင်ပြက်ရုပ်ပြက်စင်ပြက်နဲ့ပြောရှင်ကျမကိုလက်သက်မလိမ့်နေရမလားကြိတ်ဆိုတော့လည်းမကြိတ်ဘူး ဟောလေ ရတယ်ညတသိန်းတော့ရတယ် 3သိန်းပါ ဟာတသိန်း ဟိုလေဟိုတို့လေဘယ်လိုလဲငါလည်းအဲ့လိုမလိန်တတ်ဘူးကွာတိလားဟိုငါလိန်ပေါ်လိန်ခိုင်းရင်လည်းပေါ်တိလားအဲနောက်ပြီးတော့ငါလည်းဘာသာရေးသမားမလားဘာသာရေးသမားဆိုတော့ခုနလည်းအဓိဋ္ဌာန်ဝင်ထားတယ်ဆိုတော့ငါအားကြောင့်မလိန်တော့ ဘာဒိတ်တယ်ဝင်တာဘာဒိတ်တယ်ဝင်တာပွဲပြီးတော့အကိုတောက်လာသေးတဲ့ကိစ္စ ဟော ကို အဲ့ဒါဟိုလေအဓိဋ္ဌာန်ပြတ်ပါဆိုလို့နည်းနည်းတော့ ဘာဒိတ်တယ်ပြတ်ပါဆိုလို့နည်းနည်းတောက်အာ လူကြီးပတ်ပြီးရမယ်လူကြီးပတ်ပြီးရှောက်ပတ်ပြီး ဒီလေများချင်းမဖြစ်နဲ့ဗါလေ तू ဟာတဲ့သမီးမွေးနေကြလို့ရှိရင်တဲ့လက်ကောက်အကြီးလှုပ်ပေးခြင်းလို့တဲ့ဥရှိမှာအထာတာ surprise လုပ်ခြင်းလို့တဲ့ no အမေဦးရဲ့ तू ပြောတာကိုယုံမနေနဲ့ तू ကအလာကပေါက်တက်ကပြောတာတမီးလား तू က surprise လုပ်ပေးမယ်အာကြီးကြီး ဟောသမီးမဟုတ် KTV ကကောင်မလို့ဖြစ်မှာ ဟုတ်ပါဘောဟုတ်တယ်မလားရှင်ကဒီပြမယ်ကောင်ပါကိုလုပ်လို့လား စတာ ကျွန်မစတာလုံနေတဲ့ ကလေးငယ်ကျတဲ့ဦးကတော့အပေးသမီးကိုရှင်ရမယ်ကျမ surprise လုပ်တာလေဘာလို့ညနေနဲ့ရှင်ကျမ surprise လုပ်မယ်ဆိုတာကျမလေယုံကိုမယုံတာနော်ကိုတော့လေရှင်ရဒီကောင်မလေးဘယ်ကောင်မလေးရှင်ပေးဖို့စဉ်းစားနေတာလေစဉ်းစားနေတာလေထုတ်ပြန်နေပြောသွားမယ်လား ခင်ဗျာတွေ့ ရှင်လူကြီးရှောက်ပြီးရမ်းနေတာသွား ဘာလူကြီးကိုရမ်းတာလူကြီးလို့ ဟုတ်ပါမင်းခိုင်းတင်တော့မယ် ဘာကိုခိုင်းနေမှာလဲအကိုမဟုတ်တယ် ဘာလို့ပြောရှင်နော်ရှင်နဲ့ကျမနဲ့အိမ်ကျမတွေ့တော့ရှင်အိမ်ကျကျမလုံးဝမကြည့်ဘူး အေးမဝလို့ ဘာကိုအေး ဟိုသွားလိုက် ဟောကောင်းတော့စင်မဘန်းနဲ့တကုံရိုက်တဲ့ကောင်အေးရောသမခံပြီပတ်စံလေးလည်းပါအောင်ကောင်းတယ်အမမောတာငလေးပြီးမင်းဝင်ပြန်လို့ရရောဒါဆဲဖွဲမပိုးပေးပြီးသွားပြီပိုးတဲ့ပတ်စံ ဒါကြံငွေလား မဟုတ်လေဆဲဖွဲမပိုးပေးလို့10သိန်းယူပါလေဆဲဖွဲလည်းမပိုးပေးပြီးသွားဟိုကိုညီလေးလည်း မဟုတ်ဘူးခုနကကိုကျော်ဦးလည်းငယ်လေးကိုကြံငွေပေးပြီးသွားပြီဒီဘောကိုကဒီကားကိုရှော့ပြီးရိုက်ထားတာလား ရှော့ယူမရိုက်ဘူးလေဟိုပုံမှန်ဈေးပဲလေ ဒါပေမဲ့ဟိုကဖြစ်နေပတ်စံနဲ့ရော့နေတယ်လို့ပဲနော် မငယ်လေးပုံမှန်ယူနေကြဈေးပဲလေဟိုကဒီကားကိုကိုပထမဈေးတိုးတောင်းမယ်လို့ပြောထားတာလေဟိုဒါနဲ့ဟိုကိုကျော်ဦးကပြောတယ်ကိုလိုင်းနဲ့ဒီကားနည်းနည်းစီး